သုံးမောင်မင်းဆက်မှာပါဝင်ရိုက်ကူဖို့ညှင်းဆုံလိုက်တဲ့ဖူးပွေးနေရာမှာမြစ်တာနဲ့စားထိုးရိုက်ကိုသွားမယ်မင်းသမီးကြီးနနာလိုက်ပြည်သက်တရားလုံးပဲမင်္ဂလာပါရှင်ကောင်းမောင်ရုပ်ရှင်ဇာတ်ကားကြီးကထိတ်တန့်နုပညာရှင်အကျော်မော်ပေါင်းများစွာနဲ့ရိုက်ကူမှာဖြစ်လို့မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးလေးဖြစ်တဲ့ဖွေးစိန်ကတော့မဖြစ်ပါပဲဖွေးစိန်ကိုတာရိုဒီမင်းရဲ့မိဖုရားမမြလေးနေရာကနေပါဝင်တည်ဆောက်မှုအတွက်ဖွှေရွှေမန်းကကလန်ပြီးသားပါဒါပေမဲ့ဖွေးစိန်ကတော့အဲ့ဒီလိုမျိုးတာဝန်ကြီးတဲ့ရုပ်ရှင်တွေကိုမရိုက်ချင်သေးတာကြောင့်ရဲ့သူမဘွားကိုလူလွတ်လပ်ဖြတ်သန်းနေချင်တာကြောင့်ရဲ့အဲ့ဒီကရိုက်တာမှာပါဝင်ပေးဖို့အတွက်ကိုပြည့်ပြည့်သားညှင်းဆိုခဲ့တာလည်းဖြစ်ပါတယ်ဖွေးဖွေးညှင်းဆိုလိုက်တဲ့အတွက်အားလုံးကလည်းခရက်ရိုက်ကုန်သွားပြီးတော့လူအသေးရှာရတော့မှအချိန်မှာအင်္ဂရိချက်တရေနဲ့ပြည်စုံပြီးတော့တော်ဝင်ဆန်တဲ့အလားကိုပိုင်ဆိုင်ထားတဲ့မင်းသမီးကြီးနန္ဒာလိုက်ကအဲ့ဒီနေရာကိုအစားထိုးပါဝင်ရိုက်ကူပေးဖို့အတွက်သဘောတူကြောင်းကိုပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မလို့အရာအလုံးကလည်းအစီအမီသွားခဲ့တာလည်းဖြစ်ပါတယ်။မင်းသမီးကြီးနန္ဒာလိုက်ကပုံမသီးဆောင်ကောင်းကရင်းချက်တည်နေသူတယောက်ဖြစ်တာကြောင့်မလို့မမြင့်လေးနေရာနဲ့ပို့ပြီးတော့လက်ဖက်နေရလဲဖြစ်ပါတယ်။အနုမြညာလောကတွေကိုလည်းအခုလိုမျိုးခန္ဓာလာတဲ့ရုပ်ရှင်တကားနဲ့ကြောပြန်လည်ရောက်ရှိလာတော့မယ်မင်းသမီးကြီးနန္ဒာလိုင်ကိုတူအားပေးကြမလားဆိုတာခေါင်းမှယူသွားပြီးခဲ့ကြပါအောင်ရှင်။အောင်ရဲလေးရဲ့အကြောင်းကိုဖောက်တန်ချပြန်လာတဲ့ဒရိုက်တာပြည့်ဟိန်းတီဟာပရိသတ်ကြီးရဲ့အောင်ရဲလေးကိစ္စကတော့ပိုဆိုးလာပါပြီနော်။ခရပေါင်း16000ထောက်သွားပြီးတော့အခုဆိုရင်တော့နုပညာလောကကြီးတစ်ခုလုံးအထိပါဟိုးလေးတစ်ကြော်ဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထက်ကမှဒရိုက်တာပြည့်ဟိန်းတီဟာကတော့အောင်ရဲလေးရဲ့အကြောင်းကိုထပ်ဖွားလိုက်ပြန်ပါပြီနော်။ဒရိုက်တာပြည့်ဟိန်းတီဟာကအောင်ရဲလေးဟာဟိုးရင်မင်းသားဘွားကလေးကသူနဲ့စကားတွေအတူရိုက်ခဲ့ဘူးတာဖြစ်တဲ့အတွက်အောင်ရဲလေးရဲ့အကြောင်းကိုသူသိတယ်။နောက်ပြီးတော့အောင်ရဲလေးအနေနဲ့ဘသူကိုချစ်ချစ်ပြဿနာမရှိပေမဲ့ပရိသတ်တွေဝေဖန်ပြောဆိုနေကြသလိုမဟုတ်ဘူး။အောင်ရဲလေးအနေနဲ့သူတကယ်ချစ်မှ official တွဲပြတာဖြစ်ပါတယ်။အခုအိမ်ပေါ်မလေးနဲ့လုံးဝဖြစ်တာမဟုတ်ပါဘူး။ပညာတတ်မင်းသားတွေလည်းဖြစ်တယ်။နောက်ပြီးတော့ပွေမချုပ်တတ်တဲ့သူဘလို့သူ့ဘက်ကနေအာမခံတယ်။အောင်ရဲလေးကချစ်သူရှိနေရင်တော့မဖောက်ပြန်တတ်တဲ့ယောက်ျားမျိုးဆိုပြီးတော့ပြောပြလာခဲ့တာလေးတွေ့ရှိရပါတယ်။ဒီတော့ပရိသတ်ကြီးရေပါလီယာပြည့်ဟင်တီဟာကတော့ဒီတစ်ခေါက်အကောင်းပြောတယ်နော်။ပရိသတ်ကြီးရဲ့အမြင်ကိုလည်းခေါင်းမှရေးသွားပြခဲ့ကြပါအောင်ရှင်။ရီစားအိမ်ကအိမ်ပေါ်မလေးနဲ့ချစ်ချီနိုနောက်မီလင်းလို့တိုင်းသီးပြည်တင်အချက်ကွဲခံနေရတဲ့အောင်ရဲလေးအခုချိန်အင်တာနက်ပေါ်မှာအိမ်ပေါ်မလေးနဲ့နောက်မီလင်းလုံးတိုင်းသီးပြည်တင်အချက်ကွဲနေကဝေဖန်ခံနေရတာကတော့မင်းသားအောင်ရဲလေးပဲဖြစ်ပါတယ်။ပိုပြီးလူပြောများစရာဖြစ်တာကအောင်ရဲလေးနောက်မီလေးနဲ့အိမ်ပေါ်မလေးဟာအောင်ရဲလေးချစ်သူအိမ်ကအိမ်ပေါ်မလေးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လည်းပိုပြီးလူပြောများနေတာပါ။အထူးသဖြင့်အောင်ရဲလေးလိုနိုင်ငံကျော်ထိပ်တန်းမင်းသမီးတွေတရေမကြီးတွေထဲလဲတွဲခဲ့ဘူးသူကအိမ်ပေါ်မလေးနဲ့နောက်မီလင်းလိုလူတွေကအောင်နေကြရလဲဖြစ်ပါတယ်။အောင်ရဲလင်းကတခက်တကာကနေကြီးဦးဖွေဖွေနန်းစုဦးစားတဲ့မင်းသမီးအနေနဲ့တွဲဖူးခဲ့တာပါမင်းသားအောင်ရဲလင်းကမြန်မာနိုင်ငံကယောက်ျားပြည်သားဆုံးမင်းသားတစ်လက်ဖြစ်ပြီးခန္ဓာကိုယ်အချိုးအစားမျက်နှာကအစားနိုင်ငံခြားမင်းသားလိုမိမိုက်နေရလဲဖြစ်ပါတယ်။ဒါကြောင့်လည်းထိတ်တန့်မင်းသားမင်းသမီးတွေကတသက်လုံးအားပေးနေကြရလဲဖြစ်ပါတယ်